လူတိုင်းမှာလေတခုခုတော့စိုက်ကိုရှိကြတာတို့မှလည်းစိုက်ကိုရှိတယ်အဲ့ဒါဘာလဲဆိုmoney cycle ပေါ့ပတ်စံနဲ့ပတ်သက်တဲ့ cycle အဲ့ဒါအခုမှဖြစ်လာတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်30လောက်ကလေးငါဖြစ်နေတာကိုယ့်ဟာတောင်းလေသတိထားမိရင်ပေါ့နော်ဒီပတ်စံကိုရဖို့ပဲဖြစ်ဖြစ်လာစာရတဲ့ထုတ်တဲ့အခါမျိုးမှာပဲဖြစ်စီဒါမှမဟုတ်လေသူများကိုပေးရတဲ့ဟာမျိုးနောက်ပြီးတော့ဒါမှမဟုတ်တခုခုဝင်ဖို့နော်ပတ်စံရည်တွေ့ရမယ်ဆိုပတ်စံကိုမရည်ချင်တာပတ်စံရည်ရတော့မယ်ဆိုရင်လေပတ်စံကိုတော်အောင်နဲ့မဖွင့်ခြင်းစိတ်တည်ညစ်တာလေအဲ့လိုမျိုး cycle ဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့တခါမှလည်းလာစာဝင်ငွေကလုံလောက်မရခဲ့ဘူးလေကိုကပိုရှံမှုဆိုတာဝေးရောနှူချင်နိုင်လေမနှူနိုင်ခဲ့ဘူးအမေမဆုံးခင်ကလေးကရိတ်တာတွေမှာတွားမိနေဆုံးဆိုရင်ဘယ်လောက်ကြာမလဲအာယုံဆုံးဆိုဘယ်လောက်ကြာမလဲအတန်းကဘယ်နှပါစာတင်တိုက်တွေတွားမိတယ်မင်းချင်းတိတ်နဲ့ချီဆိုကိုကမနှူနိုင်ဘူးတခါမှစိတ်ကူးရင်နေရပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုဘာလို့လဲဆိုပတ်စံကိုဝင်ငွေကများဆမရအောင်လေအမြဲတမ်းချင့်ချိန်ပြီးတော့တိုင်းတာပြီးတော့ကက်စီနေပြီးတော့သုံးခဲ့ရတာပေါ့နော်အဲ့လိုမျိုးဖောတည်တခါမှမသုံးခဲ့ရအခုဆိုရင်ကုန်စည်နှုန်းတွေကတော့တအားတက်တယ်ကိုကလေဝင်ငွေရမရှိတော့ဘူးလေထွက်ငွေပဲရှိနေရဆိုတခါလင်းကြရင်အဲ့လိုမျိုးရင်းနှီးရဲ့တူတွေကိုလှမ်းပြီးပတ်စံခဏလောက်ချီထားပါဆိုပြီးတော့မှအကျွေးယူပြီးတော့မှပြန်ဆန်တယ်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့နော်အရင်တော့အဲ့လိုမျိုးချီရရင်ဘာမရှိခဲ့ဘူးအခုကတော့အမေလည်းမရှိတော့အရင်ကအမေရှိတော့အမေကပတ်စံလူကြီးသူရှာပေးရင်ပေါ့နော်အဲ့လိုမျိုးသူမိတ်ဆွေကြီးပါဆရာအဲ့လိုမျိုးချီပေးအရင်တော့ကလည်းအဲ့လိုမျိုးအိမ်ဝယ်တော့ဒီပတ်စံလူရောလေချီးဘူးတယ်ပေါ့နော်နောက်တော့မှပြန်ဆက်တယ်အဲ့လိုမျိုးလေးအစုံပတ်စံနဲ့ပတ်သက်ရင်တော့အမြင်နဲ့စိုက်ကုန်ဖြစ်နေတာအခုနောက်ပိုင်းကျတော့ပတ်စံတွေကလည်းတန်မိုးကြကုန်စည်နှုန်းတွေကတက်ပတ်စံအရင်တော့ကျတော့မရည်ကျင်တာမရှိဘူးအခုကပတ်စံကိုမြင်အောင်မမြင်ချင်ပတ်စံဆိုတဲ့စကားလုံးကြောက်အောင်ကြားချင်ပတ်စံနဲ့ပတ်သက်အဲ့လိုမျိုးတော့မှစိတ်နာနေတာစိုက်ကုန်ဖြစ်နေတာ